ဒီမှာရှင့်သမီးရဲ့နင့်နာကြီးကျမဘယ်လောက်ပဲပဲကဲပြောရှင်တို့လည်းကျမတို့မပြစ်ပါစေနဲ့ပြစ်ပါစေနဲ့မင်္ဂလာပါရှင်ဒါကျမရဲ့သားဟိတ်ခက်ပါသားလေးကခုလေနိုင်ငံခြားပြန်လာပြီးတော့စီးပွားရေးစီမံခန့်ခွဲလေးမဟာပွဲရလာတာလေဒါလေဒါသမီးအင်ဂျင်ရဲ့အဖေနဲ့မေလေဒါမိသားစုဓာတ်ပုံရိုက်ဖို့လာတာလေသားရဲ့ဟုတ်ကဲ့အကဲနဲ့အဒီတွေ့ရဝမ်းသာပါတယ်ဗျာဝမ်းသာပါလေသားဟုတ်ကဲ့ဒီကိုဓာတ်ပုံရိုက်ဖို့ကိစ္စအတွက်နည်းနည်းနောက်ကျသွားတော့တော့ခွင့်လို့ပါနော်ဟိုမှာကုမ္ပဏီကိစ္စလေးရဟန်းလှုပ်ရှုပ်နေတော့နားလည်းပြေးကြပါအခုတော့အင်ဂျင်နဲ့တူဓာတ်ပုံရိုက်ရမှာအရင်စိတ်လှုပ်ရှားနေတာဟုတ်အေးပါကွာမင်းတို့ရွေရောက်လာတဲ့ခါမှာလက်ထပ်ပေးဖို့အတွက်ငါတို့လူချင်းချင်းနေသဘောတူထားကြရတာလေဟုတ်ကဲ့ဒီပရိဝေရင်ဓာတ်ပုံရိုက်မဲ့ကိစ္စကလည်းအရေးကြီးတာပေါ့ကွာဟုတ်ကဲ့မင်းဟိုမှာရှိတဲ့အချိန်တော့ရောသမီးလေးအင်ဂျင်နဲ့စကားတွေပြောပြသေးတာဟုတ်တားဟိုမှာနေတော့အင်ဂျင်နဲ့တူဗီဒီယိုကောတွေလည်းအများကြီးပြောဦးတယ်စကားတွေလည်းအများကြီးပြောဦးတယ်စကားပြောတဲ့အချိန်တိုင်းလည်းအင်ဂျင်ကရီမုံမောပျော်ပျော်ရွှင်ရွှင်နေဆိုတော့ဆဆနောက်နောက်နဲ့ပျော်စရာလည်းကောင်းပါတယ်ခင်ဗျအခုအင်ဂျင်နဲ့တူဓာတ်ပုံရိုက်မှာဆိုတော့လည်းပျော်စရာကောင်းနေချင်ပါတယ်ဟုတ်အေးပါကွာငါတို့လူကြီးချင်းနေအဆင်ပြေဖို့ထက်မင်းတို့လူငယ်ချင်းနေအဆင်ပြေကြတော့ပူကောင်းတာပေါ့ကွာဟုတ်ကဲ့ဘာလို့လဲကဲသမီးလေးကိုခေါ်ပါဦးတော့ရဒီမှာဓာတ်ပုံရိုက်ဖို့စောင့်နေရတာအားနာတယ်လို့ဖြစ်နေပြီအခေါ်သမီးကိုအင်ဂျင်လေသမီးဟိန်းတက်တော့ရောက်နေတယ်အားလုံးပြင်ဆင်ပြီးဆိုရင်လည်းခဏတော့ထွက်ခဲ့ပါအောင်ကွယ်မမီဒါဘလို့ဖြစ်တာလဲဗျာဟုတ်ပါတော့ဒီလိုပုံစံနဲ့ဆိုဒါတူနဲ့တူသွားပြီးတော့ဘလို့ဓာတ်ပုံရိုက်ရမှာလဲဟုတ်သားရဲ့ကြည့်ပါဦးစပင်းတွေကလည်းစုပ်ဖွားဖွားနဲ့ခေါင်းမာနဲ့ဘောက်တင်နေကြီးပဲညစ်ပတ်လိုက်တာမမီယာဟုတ်ပါတော့ဒါသူ့ကိုလုံးဝလက်မထက်နိုင်ဘူးမမီသူ့ကိုမယူနိုင်ဘူးဗျာဟုတ်တယ်အမေလည်းလုံးဝသဘောမနိုင်ဘူးဖက်နဲ့တော့ငါသားနဲ့ယူမယ်မိန်းမဒီလိုပုံဖြစ်နေမိသားစုဓာတ်ပုံလည်းဘလို့ဖြစ်နိုင်မလဲကဲစဉ်းစားကြည့်လေဟိုလေသမီးရဲ့ဆိုပင်ကခုနေ့ကဒီအကောင့်မှာရှင်ဒီမနေ့ဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေတော့မှဒီလိုမျိုးဖြစ်သွားတာသမီးတကယ်မသိပါဘူးရှင်တခုမားနေတာဖြစ်ပါလိမ့်မယ်ပြောပါဒီမှာတော့မခင်ကျမသမီးကိုရှင်အဲ့လိုပြောစရာမလိုဘူးရှင်သာဘာတွေတာနေလို့လဲနိုင်ငံခြားကဘွယ်လေးတစ်ခုရတယ်လို့ဆိုပြီးမာနတွေလာကြီးပြနေဟာဘာတွေတာတာမတာတာနားမလဲဘူးဗျာကို့ခေါင်းပေါ်မှာရှိတဲ့စပင်းဟိုတောင်တန်ဖိုးမထားတတ်တဲ့မိန်းမမျိုးကျွန်တော်လုံးဝလက်မထက်နိုင်ဘူးလုံးဝမယူနိုင်ဘူးဗျာအခုသူ့ကိုလက်ထပ်မဲ့အစီအစဉ်တွေအားလုံးကိုလည်းကျွန်တော်ဘက်ကနေပဲဖြတ်သိမ်းတယ်ဒီမှာရှင့်သမီးရဲ့နင့်နာကြီးကျမဘယ်လောက်ပဲပဲကဲပြောဒီမှာရှင်တို့လည်းကျမကိုအဲ့လောက်နည်းနည်းပြောစရာမလိုပါဘူးရှင်တို့ပြောထားတဲ့စကားတွေကိုရှင်တို့မှတ်ထားရင်တော့ရှင်တို့ကျမကိုပြောခဲ့တယ်လို့မျိုးရှင်တို့လည်းကျမလိုမပြစ်ပါစေနဲ့ရှင်တို့ကျမစကားမြင်မြတ်မှတ်ထားကြရင်ရှင်တို့လည်းကျမလိုမပြစ်ပါစေနဲ့ပြစ်ပါစေနဲ့ရှင်တို့ကျမစကားမြင်မြတ်မှတ်ထားကြရင်သားလေအိမ်မက်ဆိုရင်မပြန်ပြီလားသားရဲ့ဟုတ်တယ်မမီယာအတိတ်ကရေဆိုးရတာဟိုအိမ်မက်ကြီးချောင်းဆက်နေမမီယာကဲပါသားရဲ့ရေအေးအေးလေးတောက်လိုက်ပြီးတော့ဖျားရှိခိုးလိုက်အားလို့စင်ပြေးသွားလိမ့်မယ်နော်သားနော်ကြအေးနော်သားနော်
မလီရလိုက်တာဟဲ့ဘလို့တော့ရာနေလဲမသိဘူးအမလီစပီမမီ ဟေး မမီဒီမှာကြည့်ပါဦးလားသားစပင်းနေတအားကျွတ်နေပြီ တော့ဟုတ်ပါတော့ဟေး ခေါင်းတစ်ခုလုံးလဲရားပြီးတော့လေတစ်ခုခုမူးမမှန်တယ်လို့ခံစားနေရတယ်မမီကဒါသူ့ယူသားလို့တော့မဟုတ်ဘူးမမီအင်းချင်းရဲ့ကျင်းသားကြောင့်ပဲဖြစ်မယ်ထင်တယ်မမီ အေးဟုတ်တယ်တာပြောတာမှန်တယ်အင်ဂျင်လောက်တာပဲဖြစ်မယ်ဟေးဟုတ်မယ်အမေလည်းဒီလားစပင်းနေလို့ဒီလိုကြိုင်လိုက်တာနဲ့စပင်းကအထွေးလိုက်ပြုတ်ကြတာတားရဲ့တိလားငါတို့တော့ကောက်ပါပဲတော့ကောက်ရများပြီရာတာဆိုတာတော့ဟေး တခုခုကြံပါအောင်ဗျာမမီဒီလိုသာဆက်တော်နေတယ်ဘယ်လိုလုပ်အောင်မလဲ ဟေးဒီလေဘာလို့ရမလဲသူနေပါဦးသားရဲ့ငါစဉ်းစားပါအောင်မနေပါဘူးငါရာလို့သိတော့မယ်ဟဲ့ မင်းတို့ရောက်လာကြပြီကို ဟုတ်ကဲ့ပါဘောတော့ ဘိုးတော်ကျမတို့တာမီကိုကဲပါအောင်ဘိုးတော်ရဲ့ကျမတို့တာမီလေးချိန်စာမိတယ်လို့ခံစားနေရပါတယ်ဘိုးတော်ရဲ့ခေါင်းတွေကလည်းရာပြီးတော့စပင်းတွေလည်းကျွတ်ကြနေတာပဲဘိုးတော်ရဲ့ ဟုတ်ပါတယ်ဘိုးတော်ရဲ့ကျွန်တော်လည်းမမီလိုမျိုးပဲခေါင်းတွေတအားရားပြီးတော့ညဆိုလုံးဝအိတ်လို့မရပါဘူးဗျာဒီအဖြစ်ဆိုးတဲ့ချိန်စာကြီးကနေလွတ်မြောက်အောင်ကျွန်တော်တို့ကူညီပေးပါအောင်ဗျာ သိတယ်မင်းတို့ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုငါသိတယ်ကဲအဲ့လက္ခဏာပြင်မင်းတို့ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုဖြည့်ရှင်းပြီးငါတွေ့ပြီအဲ့ပြဿနာကိုဖြည့်ရှင်းဖို့တော့ကအီးရန်နီးရပဲဖြည့်ရှင်းပေးနိုင်မှာ အီယန်နီဆိုတာဘာလဲဗျာဘိုးတော်ကျွန်တော်နားလည်အောင်ရှင်းပြပေးပါအောင်ဗျာ မင်းတို့နားလည်အောင်ဖြည့်ရှင်းပေးနိုင်ဖို့ကမင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးကပဲဖြည့်ရှင်းပေးနိုင်မှာအဲ့ဒီမိန်းကလေးကိုပဲအရင်ရှာကြဒါလေးရေသွားမယ်လေ ဟုတ်ပါပြီ သွားမယ်ဟာလို့နာတော့ဟေးဟာလေ မအောင်မအဲ့အင်းချင်းမလာပါဘူး အင်ဂျင်တော့ ဟုတ်တယ်မမီ တာအမလီဝမ်းတာလိုက်တာဟဲ့သမီးအင်ဂျင်မလား အင်းချင်းမင်းအင်းချင်းမလား ဟုတ်ပါတယ်သူတွေများလဲလို့ကိုဟင်းတက်နဲ့အန်ဒီအောင်မခင်စရူမာရီကမတွေ့တာကြဘူးနော် သမီးလေးရေအမေကသမီးကိုလိုက်ရှာနေတာသိလားသမီးလေးကချောလာလိုက်တာသမီးရဲ့စပင်းကလည်းဖြောက်စင်းတာပဲနော်သမီးနော် ဟုတ်တယ်နော်အင်ဂျင်မင်းအရင်လာလာတယ်ပြီးတော့လေကိုတို့စတူဒီယိုမှာပြောခဲ့တဲ့ကိစ္စတွေအားလုံးတော့ကိုမင်းကိုတောင်းပန်ပါတယ်နော်မင်းချိန်ခဲ့တဲ့ချိန်သားတွေအားလုံးကိုလည်းကိုတို့ကြံနေပြန်ပြောမှာယူပေးပါနော် ချိန်စာကျမကဘယ်တော့မှချိန်စာတက်ခဲ့လို့လဲ အမေလည်းတောင်းပန်ပါတယ်သမီးရေအမေတို့ရဲ့လေချိန်စာတွေကိုပြန်ယူသွေးပါနော်သမီးနော် ဟုတ်ပါတယ်အင်ဂျင်ရဲ့မင်းအဲ့ဒီနေ့ကကိုတို့ချိန်ပြီးခဲ့တာကိုတို့သားမင်းတွေကလုံးဝနေလို့မရအောင် ဟုတ်တယ် စပင်းနေလဲကျွတ်လိုက်ခေါင်းနေလဲရားလိုက်ဟာကုံပြောမယ်ကွာညတိုင်းလုံးဝအိတ်လို့မရခဲ့ဘူးအိတ်မက်ဆိုကြီးတစ်ခုလိုပဲကွာအဲ့တော့မင်းရဲ့ချိန်သားတွေကိုကိုတို့ကြံနေပြန်ယူပေးပါကွာနော် မဟုတ်တာဟဲ့အဲ့တော့ငါစတူဒီယိုမှာဒေါသထွက်ပြီးတော့ရှက်ရှက်နဲ့ပြောခဲ့တာဘာချိန်စာမှမဟုတ်ဘူးပြီးတော့အခုဖြစ်နေတဲ့ပြဿနာတွေကငါရင်တော့ဖြစ်ခဲ့တဲ့ပြဿနာနဲ့အတူတူပဲမင်းတို့အိမ်မှာလည်းခေါင်းလျှော်ရင်တစ်ခုခုမှားသုံးလို့နေမှာပေါ့ ဘာပဲဖြစ်ဖြစ်ဟာမင်းကိုတို့ကိုကူညီပေးပါနော် ကဲဟုတ်ပါပြီဒီမှာမတ်တက်ကြီးစိုက်တစ်ဆိုင်မှာသွားပြီးတော့အေးစစ်စကားပြောကြတယ် ဟုတ်ကဲ့ပဲ ဒါဘာကြီးလဲအင်ဂျင်อ่ะ
ဒါက E&E ကထုတ်ထားတဲ့ရှမ်ပူလေအင်ဂျင်နဲ့စတူဒီယိုမှာတော့သပင်ပြဿနာနဲ့ဒုက္ခရောက်ခဲ့တော့ဒီရှမ်ပူစပြီးတော့သုံးခဲ့တာသူကရှမ်ပူပြင်ပေါင်းစေးရောနှက်စေးရောထပ်ပြီးတော့ထုတ်လုပ်ထားသေးတယ်တဘာဝကထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေဖြစ်တာမို့လို့စံသားကိုပြန်လည်ပြီးတော့ပြုပြင်ပေးနိုင်တယ် ။ဩဒါကြောင့်မလို့မင်းရဲ့စပင်းတွေအရန်ပြောင်းလိုက်ပြီးမှလှလာတာဟုတ်။မမီသားတို့ရှာနေတဲ့ E&E ဆိုတာဒီရှမ်ပူပဲဗျ။သားတို့ရဲ့စပင်းပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီမမီ ဟုတ်လေဒါဗမာပြည်တုတ်ကြီးလေကောင်းပါမလား တဘာဝကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ထုတ်ကုန်မို့လို့ထင်မသေးလိုက်ပါနဲ့အန်ဒီသူကနိုင်ငံတော်အဆင့် MSME ထုတ်ကုန်စုတစိတ်ရရှိပြီးသားပါအဲဒါကြောင့်မလို့ရုံရုံကြည်ကြည်နဲ့စိတ်ချစွာသုံးပြနိုင်ပါတယ် ဝမ်းသာလိုက်တာသမီးကိုလည်းကျေးဇူးတင်လိုက်တာသိလားသမီးကဲလို့ပဲနမို့လားဆိုအမေဘောကမတွေးသေးစရာပဲသိလား ။ပြီးခဲ့တဲ့ကိစ္စကြီးအားလုံးတော့ဂုံမင်းကိုတောင်းပန်ပါတယ်နော်။ကိုယ်ခွင့်လွှတ်ပေးပါနော်အင်ဂျင် ဖြစ်ခဲ့တာလည်းဖြစ်ခဲ့ပြီးပါပြီဆိုတော့တိတ်ကိုတိတ်မှပဲထားခဲ့လိုက်ပါတော့အခုရှမ်ပူရဲ့ပေါင်းစေးရဲ့နှက်စေးရဲ့ကိုသုံးပြီးတော့အကျိုးရသက်ကိုပြောပြီးနော် ဟုတ်ပါပြီဒါ